ကလာပါဒီနေ့မှာတော့ချက်စုအတန်းအတွက်ဒီစာအုပ်အသစ်တွေကိုဝယ်လိုက်တာပေါ့နော်အဲ့တော့အတန်းသူတွေကိုအတွက်လဲပြင်ဆင်ရင်းနဲ့မှကဲ Facebook က TikTok ကမောင်လေးတွေညီမလေးတွေအတွက်လဲပညာဒါနလုပ်ပေးမယ်ဆိုပြီးတော့မှစဉ်းစားလိုက်ပါတယ်ဒီစာအုပ်လေးတွေကမိကွန်းလေးတွေကိုပညာဒါနလေးလုပ်ပေးပါမယ်အဲ့တော့ချက်စုရဲ့ Facebook ရဲ့ Facebook page ရဲ့ TikTok account ရဲ့ YouTube channel ရဲ့မှာတင်ပေးပါမယ်မိကွန်းလေးတွေကိုအဲ့တော့ပထမဦးဆုံးပဲမိကွန်းကိုလုံးမလဲဆိုလို့ရှိရင်ခေါကရှိကမှာအမှတ်အများဆုံးပေါ့နော်အဲ့တော့25မှတ်ဖို့မေးတဲ့ဒီစေခတ်ဆိုရှီအန်ကီဂျစ်ဆိုတဲ့ဘာသာရပ်ကလေးကိုပထမဦးဆုံးပညာဒါနလုပ်ပေးပါမယ်ကဲအရင်ဆုံးတွားကြည့်ကြရအောင် let's goကဲမိကွန်းလေးကိုဖတ်ကြပါမယ်။တော့မိကွန်းဖတ်ဖို့1မိနစ်အချိန်ပေးပါမယ်။မိကွန်းလေးကိုဖတ်ပေးပါနော်။တော့1မိနစ်ကနည်းရင်တော့နည်းနေလိမ့်မယ်ပေါ့နော်။ဗီဒီယိုဆိုတော့ရပ်ထားပြီးတော့ဖတ်လို့ရတာဖြစ်တဲ့အတွက်ဗီဒီယိုအရန်ရှိသွားမှာဆိုလို့ဗီဒီယိုထဲမှာတော့1မိနစ်အချိန်ပေးပါမယ်။တကယ်လို့1မိနစ်နဲ့မမှီလို့ရှင်ကိုယ့်ဘာသာကိုဗီဒီယိုရပ်ပြီးတော့ဖတ်ပေးပါနော်။အဲ့တော့ကဲစပါမယ်။ startအပေါ်ကမိကွန်းနံပါတ်103လေးပါเนาะဒီနေ့ပညာဒါနလုပ်ပေးမယ်မိကွန်းလေးကအပေါ်ကမိကွန်းနံပါတ်103ကဲ1မိနစ်ပြည့်သွားပါပြီ1မိနစ်ပြည့်သွားပြီဆိုတော့မိကွန်းလေးကိုအဲ့တော့ဒီနေ့တူတူတစ်ခါပြန်ဖတ်ကြည့်ပါမယ်အဲ့တော့မိကွန်းကပေါ့နော်一三79歳女性要介護さんは介護老人施設に入所して1ヶ月が経過して1ヶ月が経過した施設での生活には慣れてきているが教室でテレビを見て過ごす時間が長くなったある時 A さんが希望段階にダイニングスペースで自分で墓地を作ってみたいと介護福祉職に話したもの A さんのレクリエーション活動の計画作成にあたり介護福祉職が留意すべきこととして最も適切なものを一つ選びなさいဆိုပြီးတော့မှပြောထားတာပါအဲ့တော့ဒီမိကွန်းကအရန်ကြီးတော့မခတ်ဘူးပေါ့နော်အဲ့တော့အောက်ကအဖြေ1 2 3 4 5တွေကတစ်ခုခုစဉ်းစားပြီးသွားကြပြီလားအဲ့တော့အရင်ဆုံးနံပါတ်1ကလေးကိုကြည့်ပါမယ်အဲ့တော့材料の準備も考え墓地のデザインは介護福祉職が選ぶကဲအဲ့တော့ဒီမိကွန်းမှာဆိုလို့ရှိရင်တခြားဒီကိုမသိတဲ့စကားလုံးပါလာလိမ့်မယ်ကွာအခုပိုချီလို့ဘာလို့ပေါ့နော်တော့ဒီမှာ dining space တဲ့ဂျီဘွန်တဲ့ပိုချီရောစကူရီတိုင်းပေါ့နော်အဲ့တော့ပိုချီဆိုတာဘာလဲပေါ့နော်အဲ့တော့ပိုချီဆိုတာမသိရင်တော့မှမင်းနာဆန်တော့အဖြစ်ကိုအလွယ်တကူနဲ့ရွေးချယ်လို့ရတဲ့ဟာကိုအရင်စဉ်းစားမယ်ပိုချီဆိုတာဘာလဲဆိုတာကိုပြီးရင်ပြောပြပေးမယ်အခုလောလောဆယ်အဲ့တော့အချီပန်မှားလားမှန်လားဘယ်လိုစဉ်းစားကြမလဲပေါ့နော်အဲ့တော့ဒီမေကုန်းမှာဆိုပိုချီဆိုတာနားမလည်တော့မှအချီပန်ကအမှားအမှန်ရွေးလို့ရတယ်ကဲဇိုင်းလျောတော့ဂျွန်ဘီမိုခန့်ကရဲပေါ့နော်အဲ့တော့ပိုချီのデザインは介護福祉職が選ぶの勝手に介護職が選べないものအဲ့လိုမျိုးမိကုန်းတွေကစက်တိုင်းဘတ်စုပါအဲ့တော့နော်ဒီပါဝင်တဲ့ဒီပိုချီလုပ်ဖို့အတွက်ပါဝင်တဲ့ပစ္စည်းတွေပေါ့နော်အဲ့တော့ချီထိုးမယ်ဆိုလဲထိုးမယ်အဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးတွေကိုအဲ့လေးလုံးမဲ့နော်ဇာတ်ရောတွေအကုန်လုံးကိုနော်ခိုင်းကောရှော့ခုကစဉ်းစားပြီးတော့မှရွေးချက်ပေးမယ်ဒီဇိုင်းကိုလည်းကိုကရွေးချက်ပေးမယ်ဆိုတော့
လောဝဇတ်တိုင်းဘာစုပါအဲ့တော့ဟွန်းနေပေါ့နော်ယူဆန်ပေါ့နော်အဲ့တော့ဟွန်းနေနိအရှိခတ်တဲ့ယူဟွန်းနေနော်အရှိခတ်တဲ့ယူဆန်စုလို့ဆိုတဲ့ဟာကအရေးအကြီးဆုံးပါနော်အဲ့တော့သူ့ရဲ့ဆုံးဖြတ်ချက်တွေကိုလေးစားရမယ်ပေါ့နော်အဲ့တော့အဲ့ဒါကြောင့်ichiban ကဘာစုပါနော်ခိုင်ကိုဖူခုရှိရှော့ခုကအေရာဘူးဆိုတဲ့နောက်ဆုံးဟာကိုကြည်တာနဲ့တဲ့နော်ကိုကဘာစုဆိုတာသိရပါမယ်အဲ့တော့နိပန်းကိုသွားကြည့်ကြမယ်どんなポチが良いかを聞き出し購入したနော်အဲ့တော့既製品で納得してもらうကဲအဲ့တော့ तू ဘယ်လိုမျိုးလှုပ်ချင်တာလဲဆိုတဲ့ဟာကို तू ကိုမေးမယ်ပေါ့နော် तू ပိုချီနဲ့ပတ်သက်ပြီးဘယ်လိုမျိုးလေးလှုပ်ချင်တာလဲဆိုပြီးတော့မေးမယ်ပေါ့နော်မေးပြီးတော့မှအဲ့တော့ကိုဝယ်ထားတဲ့ဟာတွေတဲ့ပေါ့နော်ခိုးမျိုးစတာခိစေဟင်ဆိုတာကခုရှစ်ဆဲဆိုမှဝယ်ထားတဲ့နော်ဒီပစ္စည်းတွေကမှ तू ကိုသူနဲ့အဆင်ပြေတာရွေးပြီးလှုပ်ပေးမယ်ပေါ့တကယ်လို့ရှင်ကွာဟို तू လိုချင်တဲ့ပစ္စည်းကကိုဝယ်ထားတဲ့အထက်မှာမရှိတာလည်းဖြစ်နိုင်တယ်เนาะအဲ့ဒါကိုသူကထဲမတွက်ထားဘူးသူလိုချင်တဲ့ဟာကိုမေးပြီးတော့မှเนาะဒီသူလိုချင်တဲ့ဟာတော့မေးလိုက်မယ်ကွာပြီးလို့ရှိရင်စစ်ဆိုမှာဝယ်ထားတဲ့ဟာလေးကိုထုတ်ပြီးတော့မှဒီထဲကနေပဲလှုပ်ဆိုပြီးတော့လှုပ်ခိုင်းမယ်ဆိုတဲ့ပုံစံမျိုးနှိပန်ကလေအဲ့တော့နော်ဒီကိုဝယ်ထားတဲ့ဟာတွေနဲ့ပဲသူ့ကိုစိတ်ကျဉ်အောင်လုပ်ပေးလိုက်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့သူလိုချင်တဲ့ဟာကအသစ်ဖြစ်ချင်လည်းဖြစ်နိုင်တယ်အဲ့တော့သူ့ရဲ့ဒီနော်စုံကန်ကိုကအလေးထားမယ်စွန်ချောစုလို့ဖြစ်ရမှာပေါ့နော်သူ့ရဲ့ဒီအရှိခတ်တဲ့ကြီးပေါ့နော်သူဘာဖြစ်ချင်လဲသူကဘလို့ပစ္စည်းလိုချင်တာလဲဆိုတာကိုသိပြီးတော့မှအဲ့ပစ္စည်းကအရှိဆက်စုမှာမရှိရင်လည်းဝယ်ပေးတာမျိုးလှုပ်ဝယ်ပေးတာမျိုးပေါ့နော်တော့ဒါတော့ခိုင်ကိုဖူကူရှိရှော့ကူတယောက်ရဲ့အတွေးပေါ့နော်အဲ့တော့ရှီဆဲဆွနဲ့သွားမရှင်နဲ့မင်းသားဆန်တို့အပြင်မှာလုံနေတဲ့ရှီဆဲဆွနဲ့သွားရှင်လို့မရဘူးအဲ့တော့အပြင်မှာကတော့ဒီပစံကုံမာတို့ခါဆိုကူတွေကနော်ခါဆိုကူတွေကအပြေးက support ပေးရင်တော့ဝယ်ပေးလို့ရတယ်သူလိုချင်တာသူဖြစ်ချင်တာအကုန်လုပ်ပေးလို့ရတယ်တကယ်လို့ခါဆိုကူဆန်တွေကအပြည့် support မပေးတဲ့ဟာတွေရှိတယ်နော်မိဘကိုလာပြီးတော့ပြထားသွားတဲ့သူတွေရှိတယ်အဲ့လိုလူတွေအတွက်အဲ့တော့အဲ့လိုလူတွေကအပြင်မှာတကန့်ဒါကခိုင်ကိုဖူခုရှိစာမေးပွဲဖြေနေတာဖြစ်တဲ့အတွက်ခိုင်ကိုဖူခုရှိတယောက်အနေနဲ့တကယ်ကိုလက်တွေ့ကြစဉ်းစားတဲ့ဟာကိုပဲစဉ်းစားမှာမင်းသားဆန်တို့အပြင်မှာလုံနေတဲ့ဟာတွေနဲ့တွားရှင်တော့ဏိပန်းကမှန်ကောင်းမှန်လိမ့်မယ်เนาะအပြင်မှာတကက်လက်တွေကเนาะအဲ့တော့ဒီစာမေးပွဲဖြေတဲ့အခါမှာဆိုလို့ရှိရင်ဖြစ်တင်ဖြစ်ထိုက်တာကိုစဉ်းစားရမယ်စီမင်းစီကံကတကန့်နာအဲ့တော့နည်းနည်းခွဲထားလိုက်စာမေးပွဲဖြေတဲ့အခါနဲ့ကိုရှိဆဲဆိုမှာလုံနေတဲ့ဟာတွေနဲ့ကိုတကန့်စီခွဲထားလိုက်ပါเนาะအဲ့တော့ဏိပန်းကနော်ဟိုသူ့ကိုကသူဆုံးဖြတ်တဲ့ဟာကိုအလေးထားရမှာဖြစ်တဲ့အတွက်အချိပန်နဲ့ခက်ဆင်စင်ပါပဲအဲ့တော့နော်ကိုဝယ်ထားတဲ့ပစ္စည်းတွေနဲ့သူ့ကိုနှစ်သိမ့်ကျင်းလိုက်တာမျိုးမလုပ်ပေးတာကအကောင်းဆုံးပေါ့နော်အဲ့တော့စီမင်းစီကံအရာရှေ့ဆက်ဆိုမှဆိုရင်တော့တကယ်အပြင်မှာဆိုရင်တော့လုပ်ပေးအဲ့ဒါဏိပန်းဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်နော်အဲ့တော့စာမေးပွဲမှာအဲ့လိုမချွေးပါဘူးအဲ့တော့ဏိပန်းဘာစုပါနော်အဲ့တော့ဆိုင်းမန်းကိုကြည့်ကြမယ်ပိုချီစကူရီယိုတဲ့ခိခခေနိရှေ့ဆက်ဆိုခါဆုစေခါဆုနိတာနိုရှိမီကနော်မိုတယ်လူဂျော်နိစုလို့ဟုတ်ပါတယ်နော်အဲ့တော့သူကဒီဟာလေးကိုလှုပ်ချင်တဲ့စိတ်ကလေးဖြစ်နေတာဒါလေးကိုကိုအတွက်ဒါအခွင့်အရေးပဲပေါ့နော်ကိုတွေအတွက်သူဒီစက်စုမှာပြောရမယ်ဆိုလို့ရှိရင်တစ်လပဲရှိသေးတယ်နော်ဒီစက်စုကိုသူဝင်လိုက်တာတစ်လပဲရှိသေးတယ်အဲ့တစ်လအတွင်းမှာသူကဒီလိုမျိုးတွေလှုပ်ချင်တယ်ဆိုတာကဒါကိုတွေအတွက်အခွင့်အရေးပဲသူဒီစက်စုမှာနာတဲ့သူဖြစ်လာအောင်လို့ကိုကပျော်ရွှင်လာအောင်လို့ကိုတွေကစဉ်းစားပေးရမှာဒါပေမဲ့သူကိုယ်တိုင်ဒီလိုမျိုးလေးတွေလှုပ်ချင်လာတယ်စဉ်းစားချင်လာတယ်စဉ်းစားလာတယ်ဆိုတော့ဒါကကိုတွေအတွက်ကတော့အခွင့်အရေးတစ်ခုပဲပေါ့နော်အဲ့တော့သူကိုဒီဟာလေးဒီပိုချီစုကူဒီလေးကိုလှုပ်ရင်းနဲ့ပဲဒီစက်စုမှာနော်ပျော်ရွှင်လာဖို့အတွက်ကိုကလှုပ်ပေးရမယ်ဆိုတဲ့ဟာမျိုးလေးပေါ့နော်ဒါကခိုင်ကိုဖူကူရှိရှော့ခုတွေခိုင်ကိုရှော့ခုအင်းနေအကောင်လုံးစဉ်းစားတဲ့အတွေးပေါ့နော်ကဲအဲ့တော့စံပန်ကမသေးကြတော့ဘာစံခါခုလေးလောက်ထားခဲ့မယ်စံခါခုလေးပေါ့နော်မနစ်ကဒီပညာဌာနဗီဒီယိုတွေမှာစံခါခုလောက်တာဘာအထိပ္ပယ်လဲဆိုတာတော့ပြောပြီးသားပေါ့နော်မသေးကြရင်စံခါခုသိကြတဲ့ဟာတွေဆိုလို့ရှိရင်ဘာစုချစ်မယ်နော်ကဲအဲ့တော့နံပါတ်4ကိုကြည့်ကြမယ်ပေါ့နော်နံပါတ်4ကကြတော့ポチスクリをは集団で行うようにする。OK、သူကဒီမှာDynamic Space で自分でポチを作ってみたいဆိုပြီးတော့မှအောက်ဆုံးစာကြောင်းလေးမှာပြောထားတယ်ပေါ့နော်ဒီစာကြောင်းလေးပေါ့နော်ဒီမှာ
기본 단칸이 다이닝 스페이스에 지본데 보치수 너 보치요 스크테미 따인 소비로마 가이고셔고 뼈게라. 누가 띠단 럭체모 야래 뭐 슈단에 럭체모 매야오 바수로 누가 쿠마 시세스고ဝင်လာတာ တလားပဲရှိသေးတယ်ပေါ့နော်အဲ့တော့ Icarus တလားပဲရှိသေးတယ်အဲ့တော့ဒီတခြားသူတွေနဲ့သူနဲ့ဆက်ဆံရေးရလဲကိုဒီကလုံးဘယ်လိုလဲဆိုတာကိုမသိသေးဘူးပေါ့နော်အဲ့တော့သူနားလဲဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့သူကရှူတန်းနဲ့လှုပ်ချင်လိမ့်မယ်ဘာလို့ဆိုတော့သူကိုယ်တိုင်ကလည်းဒီတခြားသူတွေနဲ့မလှုပ်ချင်တဲ့ပုံစံမျိုးပေါ့နော် Dynamic Space စုထဲမှာဂျီဘွန်တဲ့ဒီဟာကိုပိုချီကို security ဆိုပြီးပြောထားတာဖြစ်တဲ့အတွက်သူပြောတဲ့အထက်မှာရှူတန်းနဲ့လှုပ်ချင်တယ်ဆိုတာမပါဘူးပေါ့နော်တကယ်လို့ရှူတန်းနဲ့လှုပ်ချင်တယ်ဆိုရင်တော့ရှူတန်းနဲ့တူပေးလို့မှာပေါ့နော်အဲ့တော့တချို့ဒီရှူတန်းနဲ့လှုပ်ချင်ပေမဲ့လည်းတခြားလူတွေကဒီဟာကိုမလုံနိုင်တဲ့လူတွေရှိကောင်းရှိနိုင်လိမ့်မယ်အဲ့တော့အဲ့ဒါတွေအတွက်လည်းထည့်တွက်ရမှာဖြစ်တဲ့အတွက်ဒီနေရာမှာကိုဘက်ကပဲရှူတန်းသူ့ကိုအများနဲ့လှုပ်ခိုင်းမယ်ဆိုတဲ့နော်ဟိုခတ်တဲ့နိခိမဲရုနော်ကဒါမဲဒက်ပေါ့နော်အဲ့တော့ဘာစုပါယွန်ဘန်ကပေါ့နော်အဲ့တော့သူရှူတန်းနဲ့လှုပ်ဖို့အတွက်ဆိုတာကသူကာယကံရှင်ကိုယ်တိုင်ကလှုပ်ချင်တယ်ဆိုတော့ပေးလို့မှာပေါ့နော်သူကိုယ်တိုင်က Dynamic Space ဆိုတဲ့မှာလှုပ်ချင်တယ်လို့ပြောထားတဲ့အတွက်ဘာစုပါအဲ့တော့ကောဘန်အေးဆန်တော့တဲ့ကျော်စုတဲ့အိုခိုနာယောနေစုလို့အဲ့တော့အေးဆန်သူကပြောမယ်ဆိုလို့ရှိရင်အဲ့တော့ကျော်ရှိစုတဲ့မှာလှုပ်ခိုင်းလိုက်မယ်ဆိုလက်တွေ့ကြကြပဲစဉ်းစားကြည့်လိုက်ကွာဟောဒီအဲ့ပိုချီဆိုတဲ့ဟာကဘယ်လိုဟာမျိုးလဲဆိုတာကိုပြမယ်ပေါ့နော်အဲ့တော့ပိုချီဆိုတာကဒီလိုအိတ်ကလေးတွေပေါ့နော်အိတ်ကလေးတွေထိုးတာတွေပြောမယ်ဆိုတော့ဒီလိုအိတ်သေးသေးလေးတွေလောက်တာပေါ့နော်အိတ်သေးသေးကြီးကြီးပေါ့နော်အိတ်ကလေးတွေလောက်တဲ့ဟာကိုပြောတာပါအဲ့တော့ခြီထိုးတာတွေဘာတွေလဲပါနိုင်တယ်အဲ့တော့သူတယောက်တည်းအခန်းထဲမှာဒီအတ်တွေထိုးတဲ့ဟာတွေလုံမယ်ဆိုလို့ရှိရင်ဂျီကိုတွေဖြစ်နိုင်တယ်ခီစုတွေနော်နော်ဒဏ်ရာတွေတခုခုမျက်လုံးထိုးမိတာတော့အဲ့လိုမျိုးတခုခုပေါ့နော်ကိုယ်တွေလမ်းမမိနိုင်တဲ့ချစ်ကိုယ်တွေဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်ကျော်ရှိစုတဲမှာတယောက်တည်းလှုပ်တဲ့ဟာကိုတော့ခိုင်ကိုရှော့ခုတယောက်အနေနဲ့မတွေးတင်ပါဘူးပေါ့နော်အနေရမရှိတဲ့ဟာဆိုတော့တမျိုးပေါ့နော်ဒီအခုပို့ချီဆိုတဲ့ဟာလေးကဒီလိုအိတ်ကလေးတွေလောက်တာပါအိတ်ကလေးတွေထိုးတဲ့ဟာလေးတွေကိုပြောတာပါအဲ့တော့ပို့ချီဆိုတဲ့ဟာလေးတွေကိုထိုးဖို့အတွက်ဆိုရင်ကျော်ရှိစုတဲမှာအလွယ်ဆုံးနည်းနဲ့စဉ်းစားတာကိုပြောတာเนาะအလွယ်ဆုံးနည်းနဲ့စဉ်းစားတာကိုပြောတာအဲ့တော့เนาะကဲသူ့ကိုအတ်တီနဲ့ခြီတွေနဲ့ပေးလိုက်ပြီးတော့အခန်းထဲကိုတယောက်တည်းလွတ်ထားလိုက်ကဲကိုရီလမမိနိုင်တဲ့ခြီကိုတွေဖြစ်သွားမယ်ဆိုလို့ရှိရင်ကိုရီမှာတာဝန်ရှိတယ်အဲ့တော့သူ့ကျော်ဆိုတဲ့မှာလောက်ခိုင်းရလို့အရန်ကြီးအဆင်မပြေဘူးပေါ့เนาะအဲ့တော့ကောဘန်ကဘာစုကဲအဲ့တော့ခုနကတော့ဆန်ခါကိုတရိကန်လေးလောက်ထားခဲ့တဲ့ဆမ်ပန်လေးကမာရူပေါ့နော်အဲ့တော့အဖြေကတော့ဆမ်ပန်မှာနော်သူဒီရှစ်ဆက်စုကိုဝင်လာတာလည်းမကြသေးဘူးဒီရှစ်ဆက်စုမှာနော်သူပျော်ရွှင်ဖို့အတွက်လည်းဒီဟာလေးကအကြောင်းပြချက်တစ်ခုဖြစ်သွားနိုင်တယ်ပေါ့နော်ပိုချီစုခုလေးကပေါ့နော်အကြောင်းပြချက်တစ်ခုဖြစ်သွားနိုင်ပါတယ်အဲ့တော့ဗီဒီယိုအရန်ရှည်သွားမှဆိုလို့ဒီမေကွန်းလေးကိုအဆင်ပြေမယ်လို့ထင်ပါတယ်နောက်နေ့တွေမှာလည်းဒီ2020ဒီစာအုပ်လေးထဲမှာပါတဲ့မေကွန်းလေးတွေကိုပညာဒါနလုပ်ပေးသွားပါမယ်။ဒါဒီဆောက်ကလေးကလေအရန်နှစ်တိုင်းဒီသူမေကွန်းထွက်တဲ့ထဲမှာနှစ်တိုင်းလှည့်ပတ်ပြီးတော့ဒီစာအုပ်ထဲကမေကွန်းလေးတွေကနှစ်တိုင်းလို့တိုးတယ်ပေါ့နော်။တိုးပါတယ်။အဲ့ဒါကြောင့်အဲ့ဒါလေးတွေကိုပညာဒါနလေးလုပ်ပေးသွားပါမယ် YouTube channel မှာလည်းတင်ပေးမှာဖြစ်တဲ့အတွက်TikTok တွေ Facebook မှာကြည့်ရတာအဆင်မပြေဘူးဆိုလို့ရှိရင် YouTube မှာသွားကြည့်လို့ရပါတယ် YouTube မှာဘာသာအလိုက်အဘန်လေးတွေလည်းခွဲပေးထားပါမယ်အားလုံးကျေးဇူးတင်ပါတယ်တတား